ဒီကိုရီးယားလုံးပဲမင်္ဂလာပါဗျာနော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါချန်ပီယံလိပွဲနော်ကျွန်တော်တီကိုပွဲကိုကျွန်တော်တီကိုကနိုင်တော့နိုင်နဲ့ chance များတယ်ဆိုပေမဲ့ blue jack ကိုကျွန်တော်ရွေးချယ်ပေးခဲ့တယ်ဘာလို့လဲဆိုတော့ blue jack ကဒီနှစ်ရာသီမှာချန်ပီယံတီရောသူ့ရဲ့လိမှာပေါ့ဒါအရင်ကောင်းနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်နော်ကျွန်တော်အဲ့အတွက်ကြောင့်ကျွန်တော် blue jack body ကိုပေးခဲ့တယ်တီကိုနေတဲ့နှလုံးမပြတ်လောက်ဘူးလို့ထင်တယ်ပဲနော်ဒါပေမဲ့လည်းဒါချန်ပီယံလိအတွက်ကြုံများနေတဲ့ဝိုင်းတပါရင်တီကိုလိုအသင်းမျိုးကတော့မနိုင်ကြတော့အကြောင်းမရှိဘူးလို့ကျွန်တော်မနေ့ကတစ်ခါနဲ့ပြောပြီးသားဒါပေမဲ့ဘုံမပြတ်လောက်ဘူးလို့ပဲကျွန်တော်ထင်ခဲ့လို့ကျွန်တော် blue jack body ပေးလိုက်တယ်ပဲနော်အကြိုက်ယူဒီကိုတွေတော့ဒါ sorry ပါနော်ကျွန်တော်နောက်နေ့ထပ်ပြီးတော့အကောင်းဆုံးစူးစမ်းပေးမယ်ဒီနေ့မှလည်းကျွန်တော်တို့ချန်ပီယံလိကနော်လက်ကျန်ပွဲရှိသေးတယ်ပဲနော်ဒါပထမကြော့ပြီးသွားလို့ဒါဒုတိယကြော့ပြန်ကန်ပါနော်ဒီနေ့မှကျွန်တော်ဒါ Real Madrid နဲ့ Benfica ပွဲကိုကျွန်တော်ရွေးချယ်ပြီးတော့သုံးသပ်ပေးမယ်ဒီနေ့မနက်ကျွန်တော်ပေးထားတဲ့ဇီရိုင်းရဆိုလို့ရှိရင် Real Madrid ဒီကျွန်တော်တို့တစ်လုံးကို35ပြပျော်ရွှင်ခွင့်ပေးထားတယ်ကိုပေါင်းကတော့ကျွန်တော်တို့ဒါ3လုံးတည်ရည်နဲ့နော်စတင်ထားတယ်ဗျနော်ပေးထားတဲ့ဇီရိုင်းရဆိုလို့ရှိရင်ဒီနေ့ပွဲမှာ Real Madrid လို့အသင်းမျိုးဒီနော်ဟိုဒါအစင်လာသမိုင်းရကြည့်မယ်ဆိုရင်ရောလက်ရှိခြေစွမ်းရကြည့်မယ်ဆိုလို့ရှိရင်ရောဘယ်လောက်ပဲဆိုးဆိုးပါစေချန်ပီယံလိမှာတော့ကျွန်တော်တို့ဒါအိုဆူစင်ကလှည့်ပြန်ခဲ့ရတယ်ဆိုတော့ထုံးစံတော့မရှိဘူးเนาะဒီနောက်ပိုင်းနေပါဆိုလို့အဲ့လိုမျိုးတော့မရှိဘူးအဲ့တော့ဒီ Benfica နဲ့တွေ့တဲ့ပွဲတွေမှာဆိုလို့ရှိရင် Benfica ဒီခြေစွမ်းဆိုးတယ်ဆိုပေမဲ့ Real Madrid နဲ့တွေ့လို့ရှိရင် Benfica ကကျွန်တော်ဒါအမြဲဒုက္ခပေးလိတော့ရှိရပဲเนาะဒါ Benfica အင်္ဂလိပ်မှာပထမကြောကန်လုံးကလည်းကျွန်တော်ဒါ C1 နဲ့နိုင်ထားတယ်ဒီရှုံးထွက်အဆင့်မတိုင်ခင်မှာเนาะကျွန်တော်တို့ချန်ပီယံလိဒါအမှတ်လိမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒါ Benfica က Real Madrid ကိုအင်္ဂလိပ်မှာ 4-2 နဲ့နိုင်ထားတယ်เนาะတွေ့ဆုံမှုမှတ်တမ်းရဆိုလို့ရှိရင် Benfica ဒီ Real Madrid နဲ့တွေ့လို့ရှိရင်အမြဲဒုက္ခပေးတယ် Real နိုင်တော့မှကတ်နိုင်သွားတယ်ဗျเนาะအဲ့တော့ဒီနေ့ Real Madrid ကျွန်တော်လူစင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Real Madrid လူစင်းမှာအဓိကသမားတွေအကုန်နာနေရဗျเนาะဘယ်လင်ဟန်လည်းနာတယ်ပါပီလည်းနာတယ် Rodrigo လည်းနာတယ်အကုန်နာနေရဗျเนาะအဓိကကောင်းပါလေဆိုတော့ကစားသမား3ယောက်လုံးနာနေရဗျเนาะBenfica ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင် Benfica ရဲ့နီးပြ Jose Mourinho ကကျွန်တော်တို့ဒါနီးကက်ထိထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအဝေးရနေပဲကြည့်ဝင်ရမှာဗျเนาะလက်ထောက်နီးပြရဲ့လည်းပဲကျွန်တော်တို့ဒါဖိဆက်ဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ Real Madrid ကကျွန်တော်အိမ်ဝင်းဆောင်းဆောင်းရေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း Real Madrid ဒီချန်ပီယံလိမှာတော့ကောင်းတယ်ဆိုပေမဲ့ Benfica နဲ့တွေ့လို့ရှိရင်တော့ခုနပြောခဲ့သလိုပဲအမြဲတမ်းဒုက္ခရောက်လို့ရှိတယ်အဲ့တော့ဘယ်လိုပဲနေဒီနေ့ပွဲမှာ Real Madrid ကတစ်လုံးကို35ပဲပရှုံးပေးရတဲ့ကြောင့်မနိုင်ဘူးဆိုလို့ရှိရင်တော့မှတရေလောက်ကန်မယ်ဆိုရင်တော့မှ Real Madrid ကကျွန်တော် ACC ဒါနောက်တစ်ဆင့်ထပ်ပြီးတော့တက်လန်းလို့ရတယ်เนาะဒါပထမကြော့ကဒါအဝေးကွင်းမှာဒါ Real Madrid က1-0နိုင်ထားတဲ့ကြောင့်ဒီနေ့ပွဲလေးကဟိုအဓိကကျွန်တော်ပေးချင်တာကတော့ပေးထားတဲ့စီးနေရဆိုလို့ရှိရင် Real Madrid ဒီဒါအစင်လာရှိရဲ့အသင်းဖြစ်တဲ့အတွက်ကြောင့် Benfica ကိုမနိုင်စရာအကြောင်းမရှိဘူးအနေဆုံးတော့တည်ရှိရဲ့တည်ကြနေရင် Real Madrid ကလို့နောက်တစ်ဆင့်ထပ်တက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Real Madrid body ကိုကြိုက်တယ်အဓိကကတော့ကျွန်တော်ဂိုးပေါင်းပေးချင်တာเนาะဂိုးပေါင်းကတော့ကျွန်တော် Benfica နဲ့ Real Madrid ကိုကျွန်တော် Real မှာလည်းဒါအဓိကကစားသမားတွေကလည်းနာနေတယ်ဂိုးသွင်းကောင်းတဲ့ကစားသမားတွေအကုန်နာနေရဆိုတော့ Real Madrid ကဂိုးရနိုင်ဂိုးတော့ရလိမ့်မယ်ဒါပေမဲ့ရမယ်ကြီးနေတယ် Benfica ကလည်းReal Madrid ရဲ့ခံစစ်ကိုလွယ်လွယ်နဲ့ထိုးပေါက်ဖို့တော့လွယ်မှာတော့မဟုတ်ဘူးဗျာเนาะအဲ့တော့ဒီနေ့ပွဲဒီကိုမောင်အောက်ဖို့များတဲ့ပွဲလေးဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ body ရဆိုလို့ရှိရင်လည်း Real body ကိုကျွန်တော်ကြိုက်ပါတယ်ဗျာเนาะ Real body ရဲ့ကိုမောင်အောက်ရဲ့ပြည့်ချပေးခဲ့တယ်ဒါအကြိုက်တူရဲ့ဒီပွဲဆော့ပါအကြိုက်မှုလို့ဆိုလို့ရှိရင်ဘက်ကံပါဗျာเนาะကျွန်တော်ကျန်တဲ့ပွဲတွေကိုတော့ channel ထဲမှာပဲတင်ပေးတယ်အားလုံး good luck ပါဗျာเนาะအဆင်ပြေကြပါစေ